ဘာမှနားမလဲသေးတဲ့လာသားအရွယ်ကလေးကိုလည်းပြုစုပေးရတယ်။ဆယ်ကျော်သက်ကလေးကိုလည်းဂရုစိုက်ပေးရတယ်။ချစ်ရတဲ့အမျိုးသားကိုလည်းကျင်နာပေးရတယ်။ဒီအမျိုးသမီးတယောက်ရဲ့တာဝန်တွေဟာဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးလို့ကိုရီထင်ကောင်းထင်မိလိမ့်မယ်ပေါ့နော်။ဒါပေမဲ့ဒီအခိုက်အတန့်လေးတွေအားလုံးဟာကိုတယောက်တည်းပျော်ရွှင်မှုမဟုတ်ဘဲနဲ့ကိုမိသားစုအကျမ်းမာပျော်ရွှင်မှုအတွက်ဖြစ်တယ်ဆိုတာလဲကိုကပြန်ပြီးတော့သုံးသပ်မိရပေါ့နော်အရေးကြီးဆုံးဆိုတဲ့အရာကအခုအချိန်မှာကိုယ်တိုင်ကျမ်းမာနေဖို့လဲပါဝင်တယ်လို့ကိုနားမှာရှိတဲ့ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းကျမ်းမာပျော်ရွှင်မှုကလည်းအရေးကြီးသေးတယ်လေဒီတော့ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်နေတဲ့အိမ်မှုကိစ္စတွေကိုလည်းခဏခိတပေးချထားလို့ရတယ်အဓိကကတော့ကုသားသမီးတွေကျမ်းမာတယ်ပျော်ရွှင်တယ်ဆိုလို့ရှိရင်ကို့အတွက်ကဒါရာနှုန်းပြည့်လုံလောက်တယ်လို့ပြောလို့ရတယ်အရာရာအားလုံးဟာခိတခဏအခိုက်အတန့်လေးပါပဲเนาะဒါကြောင့်အခုအချိန်မှာပန်းလေးအတွက်ကပို့ပြီးတော့ပန်းလေးသမီးလေးကိုဆောင်းရှောက်ပေးဖြစ်တယ်ဒီကလေးလေးအရွယ်ရောက်ပြီးကြီးပြင်းလာတာနဲ့အမျှပန်းလေးတို့တွေဖြစ်ချင်တဲ့လှုပ်ချင်တဲ့အရာတွေဟာပြန်ပြီးတော့တပတ်လည်လာမယ်ဆိုတာကဒါတည်ပြီးသားအရာတစ်ခုပေါ့နော်ဒါကြောင့်လက်ရှိမှာကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့အချိန်အရာအားလုံးကိုပန်းလေးရဲ့ကလေးလေးနှစ်ယောက်ကိုပေးထားတယ်ပေါ့နော်သူတို့တွေကျမ်းမာပျော်ရွှင်ပြီးတော့ကောင်းကောင်းမွန်မွန်ကြီးပြင်းသွားပြီဟေ့ဆိုလို့ရှိရင်အရာရာအားလုံးဟာပန်းလေးပြောသလိုပဲတပတ်ပြန်လဲလာအောင်ပါပါရှင်